မင်္ဂလာပါရှင်အခုပြောပြမှာကတော့ဗာလဲဆိုလို့ရှင်ပေါ့စင်ကာပူအလံကိုဆွဲမယ်ဆိုလို့ရှင်လာချမ်းလေးရဲ့ကြယ်လေးတွေရှိရပေါ့နော်အဲ့လိုမျိုးလာချမ်းပုံလေးကိုဆွဲဖို့အတွက်ဆိုရင်ဘယ်လိုလေးတွေရှိလဲဆိုတာလေးကိုအခုပြောပြပေးမှာဖြစ်ပါတယ်ရှင်အဲ့တော့ကျွန်တော်ဒီမှာကြည့်ရအောင်ဒီမှာ home menu ထဲက drawing group ထဲက shape ထဲမှာလာချမ်းလေးက automatic ဆွဲထားပြီးသားလာချမ်းလေးရှိတယ်။ဒါလေးယူပြီးတော့မှဒီလိုမျိုးလေးဆွဲရင်အဲ့ဒါလာချမ်းပုံလေးရပါတယ်ရှင်။လာချမ်းပုံလေးပေါ့နော်စင်ကာပူနိုင်ငံကိုဆွဲဖို့အတွက်စင်ကာပူနိုင်ငံအလံကိုဆွဲဖို့တဲ့လာချမ်းပုံလေးရတယ်ပေါ့နော်ဒီလိုမျိုးလေးဆွဲရင်ရတယ်။ဒီနောက်တစ်မျိုးဆွဲပြပါမယ်။နောက်တစ်မျိုးဆိုလို့ရှိရင်ဝါလုံးဝိုင်းလေးကိုယူပါမယ်။ပြီးတော့ shape ကိုဖိပြီးတော့ဝါလုံးလေးကိုဆွဲလိုက်မယ် mouse ကိုလွှတ်မယ်ပြီးတော့မှ shape ကိုလွှတ်မယ် okay ဒါဆိုဝါလုံးလေးရသွားပြီပေါ့နော်အဲ့မှာကိုလိုချင်တဲ့အရာလေးကိုဖြည့်မယ်ဆိုတော့စင်ပြေတာလေးဖြည့်လို့ရရနော် okay ရပါတယ်အဲ့ဒါပြီးသွားလို့ရှိရင်ကျမတို့ကဒီဟာကိုလာချမ်းပုံလေးဆွဲဖို့တဲ့ဆိုတော့ control C control V လုပ်ပြီးတော့သူ့ကိုအဲ့လိုဆွဲလိုက်မယ်အရာလေးမှာအဖြူအောင်လေးထည့်လိုက်မယ်ဒါဆိုရင်လည်းပဲဒီမှာဘလို့လာချမ်းလေးလုပ်ချင်တယ်တိုက်တယ်လို့ဆွဲလို့ရပြီဒီလိုမျိုးလေးနဲ့လည်းပဲဆွဲလို့ရပါတယ်ရှင်ဒါဆိုသူတို့ဒီအောက်မှာရှိတဲ့အနီရောင်လေးနဲ့ဒီပေါ်မှာရှိတဲ့အဖြူရောင်လေးနဲ့နှစ်ခုပဲလုပ်ချင်တယ်ဆိုဒီလိုမျိုးဖိပြီးဆွဲလို့ရတယ်ဆွဲပြီးတော့မှ control G နှိပ်လို့ရတယ်ဒါဆိုရင်ရသွားပါပြီရှင်အဲ့ဒီပုံမှာကြယ်ကလေးတွေလိုက်ထားမယ်ဆိုရင်ဒီမှာကြယ်လေးယူမယ်ပြီးတော့ shape ကိုပြီးတော့ဒီလေးဆွဲမယ်ကြယ်လေးကိုအရောင်လေးကြောင်းမယ်နိုးအောက်လိုက်လေးလုပ်မယ် control C control V ကိုနောက်ထပ်တစ်နေရာပြီးမယ်ပေါ့ control C control V နောက်ထပ်တစ်နေရာပြီးမယ်အဲ့လိုမျိုးလေးနဲ့ဆွဲလို့ရပါတယ်ရှင်အဲ့တော့ဒီလိုမျိုးငကူ automatic ဆွဲထားပြီးသားလာချမ်းပုံလေးနဲ့ဆွဲမယ်ဆိုလဲဆွဲလို့ရတယ်ဒါမှမဟုတ်ရင်လည်းဒီလိုမျိုးဝါလုံးဝိုင်းလေးနှစ်ခုထပ်ပြီးတော့မှဆွဲမယ်ဆိုလဲဆွဲလို့ရပါတယ်ရှင်ဒါကစင်ကာပူနိုင်ငံကိုအလံကိုဆွဲမယ်ဆိုရင်ပေါ့နော်ကြယ်လေးတွေဘယ်လိုလုပ်ရလဲဆိုတာလေးပြပြတာဖြစ်ပါတယ်အားလုံးကို glue လုပ်ချင်နေပေါ့နော်ဒီလာချမ်းလေးနဲ့ကြယ်လေးတွေ glue လုပ်ချင်နေဆိုဒီလိုမျိုးလေးဆွဲပြီးတော့မှ group ဆိုပြီးတော့လုပ်လို့ရတယ်ဒီကြယ်လေးတွေကလှအောင်တော့ကိုယ့်ဘာသာကိုယ်လေးလိုက်ပြီးတော့ပြီးနော်ညီညီလေးဖြစ်အောင်ဒါနမူနာလေးဆွဲပြထားတာမဟုတ်လို့ပါရှင်လုံးဝကွက်တိတူအောင်ဆွဲလို့ရှင် copyright မိမှာဆိုတော့အားတမလို့စင်ကြီးတာလေးဆွဲပြထားတာပါโอเคနောက်တစ်ခုကကြတော့မလေးရှားအလံကိုဆွဲမယ်ဆိုရင်ဘယ်လိုဆွဲရမလဲပေါ့နော်အဲ့ဒါနီးစပ်တဲ့ပုံလေးကိုကျွန်မကပြောပြပေးမှာဖြစ်ပါတယ်မလေးရှားအလံကိုဆွဲမယ်ဆိုလို့ရှိရင်ဒီမှာလည်းပဲလာချမ်းပုံလေးရှိရပြီးရင်တော့စဝိုင်းလေးနဲ့ဟိုအချွန်လေးတွေပေါ့နော်အဲ့လိုမျိုးပုံလေးရှိတယ်ဆိုရင်လာချမ်းပုံလေးဆွဲတက်သွားပြီပေါ့နော်ဒီစဝိုင်းအချွန်လေးတွေဆိုရင်ဒီမှာ star in banner ထဲမှာပဲယူလိုက်ပါမယ်12ခုရှိရ14ခု16ခုရှိတယ်ပေါ့ဒီမှာတော့တောက်ကလေးတွေကတော့အရေးအတွက်လေးတွေကိုကိုသိချအောင်ရေးကြည့်ပေါ့နော်ပြီးတော့မျိုးဆွဲပါမယ်ခုချိန်ကျမှ shift ကိုဖိပြီးတော့ဒီလိုလေးဆွဲလိုက်တယ်ပေါ့နော်ဆွဲပြီးွားရင်ဒီလိုလေးအထဲထဲကိုဆွဲသွင်းလိုက်တယ်ဒီမှာရှိတဲ့အဝါရောင်စဝိုင်းလေးကိုဒီဆွဲသွင်းလိုက်အဲ့ဒါဆိုလို့ရှိရင်သူကတောက်ကလေးတွေရသွားပြီလူချင်တဲ့အယောင်လေးတွေကိုပြောင်းပါမယ်လူချင်တဲ့အယောင်လေးပြောင်းပြီးွားရင်ဘေးမှာရှိတဲ့ line တွေကမလူချင်ရင် no out line လုပ်တယ်ဒီလိုလေးပဲ shift ကိုဖိပြီးတော့တိတ်တိတ်လေးဖြစ်အောင်ပြန်လုပ်မယ်အဲ့လိုမျိုးလုပ်လို့ရပါတယ်ဒီလိုမျိုးလေးပေါ့နော်ဒီလာချမ်းလေးဒီလိုခေါ်လာချမ်းလေးဒီလိုလေးဆွဲတယ်မနော်ဒီဝါရောင်လေးကိုအဲ့လိုလေးရတယ်အဲ့လိုလေးပြီးွားလို့ရတယ်ဒီလိုမျိုးလေးဖြစ်သွားမယ်ပေါ့ရှင်နောက်ဆိုရင်မလေးရှားနိုင်ငံရဲ့အလံနဲ့စင်ကာပူနိုင်ငံအလံလေးကိုစမ်းပြီးတော့ဆွဲကြည့်ပါနော်ဒါလေးကသင်ခန်းစာအသစ်ကလေးပေါ့နော်ဒါလေးလဲဆိုဒီမှာရှိနေအဝါရောင်လေးကိုအသုံးပြုပြီးဘယ်လိုလုပ်လို့ရတယ်
ဒီမှာရှိတဲ့အဝါရောင်လေးအသုံးပြုပြီးဘယ်လိုလုပ်လို့ရတယ်အဲ့ဒါလေးကိုသိအောင်လို့ပြောပြပေးတာဖြစ်ပါတယ်ရှင်ဒီဟာလေးကိုသိသွားပြီဆိုလို့ရှိရင်မလေးရှားနိုင်ငံအလံကိုဆွဲလို့ရတယ်ဒီလိုမျိုးနှစ်ခုပေါင်းရင်လည်းပဲဒီလိုရုပ်ပုံလေးတွေဖြစ်တယ်ဆိုတာလေးသိရင်လည်းပဲဆွဲလို့ရတယ်ရှင်ဒါလေးက idea ကို create လုပ်လို့ရအောင်လို့ပြပြပေးတာပါဒါလေးကတော့ဒီအဝါရောင်စက်ကလေးကိုဘယ်လိုအသုံးပြုလို့ရတယ်လဲဆိုတာလေးကိုသိအောင်လို့ပြပြပေးတာဖြစ်ပါတယ်ရှင်ဒီဆိုအများကြီးတင်ပါတယ်သင်ခန်းစာလေးကနည်းနည်းလေးပဲเนาะစမ်းကြည့်ပါဒီလိုမျိုးလေးနမူနာလေးကိုလုပ်ပြပေးခြင်းအဖြစ်ဆိုလို့ရှိရင်ကိုယ့်ဘာသာကိုဒီဇိုင်းတစ်ခုကိုပြေပြေချာချာပြန်ပြီးတော့ဆွဲတက်သွားစေခြင်းနဲ့ရည်ရွယ်ချက်နဲ့ဆွဲပြပေးတာဖြစ်ပါတယ်ရှင်ဥပမာအားဖြင့်နောက်တစ်ခုထပ်ပြောပြမယ်ဆိုရင်ဒီမှာလူရုပ်ကလေးရှိတယ်ပေါ့နော်လူရုပ်ကလေးယူပြီးတော့မှ sorry ဒီမှာ slide အသေးယူလိုက်မယ်ပြီးတော့လူရုပ်ကလေးကိုယူလိုက်ပါမယ်လူရုပ်မျက်နှာလေးယူလိုက်ပြီးတော့ shift ကိုဖိပြီးတော့အဲ့လိုလေးဆွဲလိုက်မယ်ပေါ့နော်ဒါကငကိုမူလပုံလေးအယောင်လေးထည့်မယ်ဆိုထည့်လို့ရတယ် control C control V လုပ်ပြီးတော့ဘေးမှာထားလိုက်သူ့မှာဒီဝါရောင်လေးကိုဖိပြီးတော့အပေါ်ထိဆွဲတင်လိုက်ဒါဆိုရင်မဲ့နေပုံလေးဖြစ်တယ် control C control V နဲ့ထပ်ပြီးတော့ဆွဲထုတ်လိုက်သူ့ကိုတဲ့လေးဖြစ်အောင်ထားလိုက်ဒါခက်တီတီပုံလေးဖြစ်တယ်အဲ့လိုမျိုးလေးပေါ့နော်ဆိုတော့ဒီအဝါရောင်လေးကအဲ့လိုအသုံးပြုလို့ရတယ်ရှင်သူ့မှာပါထားပြီးသားဆိုလို့ရှိရင်ပေါ့နော်အဲ့လိုအသုံးပြုလို့ရပါတယ်နောက်တစ်ခုလေးထပ်ပြီးတော့ပြောပြပေးပါမယ်ရှင်ဒီမှာစဝိုင်းချမ်းဒီပုံလေးလိုမျိုးဆွဲမယ်ရှင်ဒီမှာ shift ကိုပြီးပြီးတော့ဒီလိုမျိုးလေးဆွဲလိုက်ပါမယ်ဒါစဝိုင်းရဲ့လေးပုံပုံတစ်ပုံကိုပြထားတယ် control C control V လုပ်ပြီးတော့ဒီဘက်နေမှာထားလိုက်မယ်ဒီအဝါရောင်လေးကိုဒီလိုမျိုးလေးလုပ်လိုက်တယ်ဒါဆိုပါရသွားရင်စဝိုင်းချမ်းပုံလေးရသွားပြီစဝိုင်းချမ်းပုံလေးရ control C control V အဲ့လိုလေးလုပ်လိုက်တယ်ပြီးတော့သူ့ကိုနည်းနည်းလေးအဲ့လိုထားမယ်သူ့ကိုလည်းအဲ့လိုလေးထားလိုက်ပန်အိုးပုံလေးလိုမျိုးဖြစ်သွားတယ် idea ကိုအသိတီထွင်လို့ရအောင်လို့ပြပြပေးတာပါ control C control V လုပ်တယ်ဒီလိုမျိုးလေးသူ့ကိုဒီလိုလေးထားမယ်သူ့ကိုဒီလိုလေးထားမယ်ပါဇက်ကလေးဟာနေတဲ့ပုံလေးလိုမျိုးဖြစ်သွားတယ်ပေါ့သူ့ပေါ်မှာဝါလိုဝိုင်းလေးယူပြီးတော့ဒီလိုမျိုးလေးထားလိုက်တယ်ဆိုရင်မျက်လုံးကလေးပွင့်နေတယ်မျက်လုံးလေးနဲ့ကြည့်ပြီးတော့မှဟိုဘက်ကပါဇက်လေးဟာပြီးစကားပြောတဲ့ပုံလေးလိုမျိုးဖြစ်နေတယ်ပေါ့အဲ့လိုမျိုးလေးပါရှင်ဆိုတော့ဒီအဝါရောင်လေးကအဲ့လိုအသုံးပြုလို့ရတယ်ဆိုတာလေးကိုကျွန်မကပြောပြပေးခြင်းဖြစ်ပါတယ်ရှင်အဲ့တော့ပုံလေးတွေကိုထူးဆန်းတဲ့ပုံလေးတွေကိုအသိတီထွင်ပြီးတော့စမ်းကြည့်ပါကိုလိုချင်တဲ့ရုပ်ပုံလေးတွေကိုဆွဲဖို့အတွက်ဒီအဝါရောင်လေးကအများကြီးအကူအညီပေးပါလိမ့်မယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့စင်ကာပူနိုင်ငံရဲ့အလံလေးမလေးရှားနိုင်ငံရဲ့အလံလေးတွေကိုစမ်းပြီးတော့ဆွဲကြည့်ပါနော်တန်နိုင်ဆုံးကြိုးစားပြီးတော့ဆွဲကြည့်ပေးပါရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်